အခုဆက်ပြီးတော့ဟောကြားပေးမှာကတော့ဗုဒ္ဓဟူးသမီးစလေးတွေအတွက်အခုလာမယ်9လပိုင်းမှာကြုံတွေ့ရမယ်အချစ်ရင်းနဲ့အိမ်တော်ရေးကန်ချီနေလေးတွေကိုအင်ဂျယ်ကနေပြီးတော့ tarot reading ဖတ်ကြားပြီးတော့ဟောပြောပေးမှာဖြစ်ပါတယ်ရှင်အင်ဂျယ်ရဲ့ဗုဒ္ဓဟူးသမီးစလေးအနေနဲ့မိရဲ့ကန်ချီနေချီနေလေးတွေကိုသိရဖို့အတွက်တတိယဆက်ဆိုလေးလေးနက်နက်လေးအာရုံပြုထားပေးပါရှင်အခုပထမဦးဆုံးဗုဒ္ဓဟူးသမီးစလေးတွေအနေနဲ့အခုလာမယ်9လပိုင်းမှာကြုံတွေ့ရမယ့်အခြေရေးကံအခြေအနေလေးအတွက်စရောက်လာတဲ့ tarot namic လေးကတော့ DBA လို့ခေါ်တဲ့ tarot namic လေးဖြစ်ပါတယ်ရှင် DBA ဆိုတဲ့ tarot namic လေးကအခုအင်ဂျယ်ရဲ့ဗုဒ္ဓဟူးသမီးစလေးတွေကအခုပါမယ်9လပိုင်းမှာမိမိရဲ့ချစ်သူကသစ္စာဖောက်လိမ့်မယ်ပေါ့နော်သစ္စာဖောက်ခြင်းတွေကိုမိမိကနေပြီးတော့ခံစားရဖို့ရှိပါတယ်ရှင်မိမိရဲ့ချစ်သူမှာနောက်တစ်ယောက်တွေ့နေလိမ့်မယ်မိမိရဲ့ချစ်သူကနောက်တစ်ယောက်တွေ့ရင်ကိုကအဲ့ဒီဟာကိုသိပြီးတော့ကိုကစိတ်မိတ်ပြီးတော့မျိုးသိခံစားမယ်ကိုကတကယ်လို့ပြဿနာမရှာချင်ဘူးဆိုရင်တော့မျိုးသိပြီးတော့ခံစားရမှာပေါ့နော်ကိုကတကယ်လို့သိပြီးတော့သူနဲ့လမ်းခွဲပြတ်ဆဲမယ်ဆိုရင်လေကိုကခံစားရဖို့ပဲရှိပါတယ်ရှင်ဒါကြောင့်မို့လို့ဘယ်လိုပဲဖြစ်ဖြစ်မိမိကနေပြီးတော့အခုလာမယ်9လပိုင်းတွင်းမှာဆိုရင်ကိုရဲ့ချစ်သူရဲ့သစ္စာဖောက်ခြင်းတွေခံရပါလိမ့်မယ်ကိုဟာတန်ရောစင်တရားရဲ့ပူလောင်မှုတွေကိုခံစားပြီးတော့ဒီကာလအတွင်းမှာအခြေရေးကြောင့်ပူဆွေးတော့ကရောက်လာခြင်းတွေကိုအကြုံတွေ့ရဖို့ရှိပါတယ်ရှင်နောက်တစ်ခုကတော့ကိုယ့်ရဲ့ချစ်သူပေါ်မှာကိုမျော်လင့်ထားတဲ့အရာတွေဖြစ်မလာတာမျိုးကိုမျော်လင့်ထားသလိုဖြစ်မလာဘူးဆိုလို့ရှိရင်ကိုကနေပြီးတော့အရန်နေလောဘကြီးပြီးတော့တောင်းဆိုတာမျိုးတွေမပြုလုပ်ပါနဲ့ကိုကနေပြီးတော့ကိုကဒီဟာကိုမျော်လင့်ထားသလိုမဖြစ်လာဘူးဆိုရင်ကိုကအရန်နေပင်ပန်းဆင်းရတာမျိုးတွေအဲ့လိုမျိုးတွေမဖြစ်ဘဲနဲ့ကိုရဲ့စိတ်ကိုပျော်ပျော်နေဖို့အတွက်ကိုပို့ပြီးတော့ချစ်ဖို့အတွက်တေရောကနေပြီးတော့အခု9လပိုင်းအတွင်းမှာအကြံပေးလိုက်ပါတယ်ရှင်။ဘာကြောင့်လဲဆိုရင်တော့အရှိမပြောခဲ့သလိုပဲကိုကအခုလာမယ်9လပိုင်းအတွင်းမှာဗိုလ်တို့သမီးစလေးအနေနဲ့အခြေရေးကံမှာပင်မဆင်းရဲပြီးတန်ရောစင်တရားကြောင့်စိတ်ဒုက္ခတွေစိတ်ပင်ပန်းရတာတွေကြုံတွေ့ရဖို့ရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်ရှင်။ပြီးတော့မိမိကဘာသာရေးကိုလည်းပုံမပြီးတော့အာယုံစိုက်ပြဖို့လိုအပ်ပါတယ်ရှင်မိမိယုံကြည်ကိုးကွယ်ရာဘာသာတရားအလိုက်ဘာသာရေးတွေကိုမိမိကနေပြီးတော့အာယုံစိုက်ပြီးမိမိရဲ့စိတ်ကလေးကိုကြည်လင်အောင်ထားမယ်ဆိုရင်ကိုယ့်စီကိုကောင်းသောအခြေရေးကံတရားတွေရရှိလာစေမှာဖြစ်ပါတယ်ရှင်မိမိရဲ့အခြေရေးကံအညံ့တွေပြေပြောက်သွားစေဖို့အတွက်အခုလာမယ်9လပိုင်းအတွင်းမှာအင်ဂျယ်ရဲ့ဗုဒ္ဓသမီးဆက်လေးပြုလုပ်ပေးရမှာကတော့မိမိယုံကြည်ကိုးကွယ်ရာဘာသာအလိုက်မိမိရဲ့ဘာသာရေးတွေတရားကိုကိုင်းဆိုင်ပြီးတော့မိမိကနေပြီးတော့ဘာသာရေးကိုပုံမှုပြီးတော့အာရုံစိုက်ပြီးတော့ပြုလုပ်ပေးပါရှင်။မနဲ့အိယာထတာနဲ့ကိုယ့်ရဲ့ယုံကြည်ကိုယ်ွယ်ရာဘာသာတရားလိုက်ဘုရားရှိခိုးခြင်းတွေပြုလုပ်ပေးပါရှင်။ဒါဆိုရင်တော့ကိုယ့်စီကိုအခြေရေးနဲ့ပတ်သက်တဲ့ကောင်းတဲ့ကံတရားတွေရရှိပြီးပူလောင်ခြင်းတောကတွေကင်းဝေးစေမှာဖြစ်ပါတယ်ရှင်။ဒါကတော့အခုလာမယ့်9လပိုင်းမှာကြုံတွေ့ရမယ်ဗုဒ္ဓသမီးစလေးတွေအတွက်အင်ဂျယ်ရဲ့ tarot reading လေးဟောပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။အခုဆက်လက်ပြီးတော့အိမ်အောင်တဲ့ဗုဒ္ဓသမီးဆက်လေးတွေအတွက်အခုလာမယ်9လပိုင်းမှာကြုံတွေ့ရမယ်အိမ်အောင်ရေးကံအခြေအနေလေးမှာတော့ Empress ဆိုတဲ့ tarot namic လေးရရှိလာပါတယ်ရှင် Empress ဆိုတဲ့ tarot namic လေးကကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ကိုနဲ့တူတူထထငွေကြေးကံနေဝင်လာဖို့ရှိပါတယ်ရှင်ရိုးတရက်ထီပေါက်တာမျိုးအမျော်လင့်မယ်ငွေတွေအထုတ်လိုက်ထည့်လိုက်ရရှိရမျိုးအလုပ်ရာတို့က promotion က2ဆင့်လောက်ကိုခုံတက်သွားတာမျိုးဒါမှမဟုတ်လို့ရှိရင်လည်းအကျိုးရစရာရှိရဲ့ဆိုလို့ရှိရင်လည်းအဲ့ဒီအကျိုးတွေကတစ်လုံးတစ်ခဲနဲ့ကိုယ်စီကိုပြန်လည်ရရှိလာတာမျိုးအဲ့ဒီလိုမျိုးကိုမမျော်လင့်ထားပဲကိုမထင်မှတ်ဖဲနဲ့အခုလာမယ်9လပိုင်းအတွင်းမှာငွေကြေးကံတွေ
ထုတ်ထည့်လိုက်မိမိတို့အိမ်အောင်ကြီးကံခြေနေထဲမှာမိမိတို့ရဲ့အိမ်အောင်ကြီးကံတာယာမှုတစ်ခုအနေနဲ့ငွေကြေးကံတွေထုတ်ထည့်လိုက်ရရှိပြီးအိမ်အောင်ကြီးမှာတာယာပျော်ရွှင်ကြည်နူးွယ်ရာတွေရရှိဖို့ရှိပါတယ်ရှင်မိမိရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးတော့လေငွေကြေးကံတွေပုံမူပြီးတော့ကောင်းလာဖို့ရှိပါတယ်ရှင်မိမိအိမ်အောင်ဘက်ရဲ့နှွေးထွေးမှုကျင်နာမှုတွေဟာကိုမမျော်လင့်ထားပဲနေတာကိုတခါမှမရရှိဘူးတလို့ကိုတခါမှကိုဘောအိမ်အောင်သက်တွေကြာလာတာပဲအိမ်အဲ့လိုမျိုးကိုတက်တက်မှာဒီကနေဒီလိုမျိုးကျင်နာမှုတွေဒီလိုမျိုးနှွေးထွေးမှုတွေရရှိမယ်လို့တော့မထင်ထားပါဘူးလို့အဲ့လိုတွေးယူရလောက်တဲ့အထိကိုရဲ့အိမ်အောင်ဘက်စီကနေပြီးတော့ကျင်နာမှုတွေနှွေးထွေးမှုတွေဂရုစိုက်မှုတွေဟာအခုကာလအတွင်းမှာပြည့်ပြည့်ဝဝကိုပဲရရှိစေမှာဖြစ်ပါတယ်ရှင်။ဒါကြောင့်မို့လို့အိမ်ကျရဲ့ဗုဒ္ဓဝုသမီးဆက်လေးတွေအခုလာမယ့်9လပိုင်းမှာအိမ်အောင်ကြီးကံဟာပြောနေစရာမလိုအောင်ကိုပြည့်ပြည့်ဝဝကောင်းမွန်နေပါတယ်ရှင်။အခုသတိထားရမှာကတော့ငွေကြေးကံတွေကလည်းကောင်းတယ်အိမ်အောင်ကြီးကံကလည်းကောင်းတယ်အဲ့ဒီအချိန်မှာအိမ်အောင်ကြီးမှာပြဿနာတက်စရာတစ်ခုကကိုလက်ထဲမှာရှိတဲ့ငွေကြေးကိုကိုရဲ့ရင်းနှီးတဲ့မိတ်ဆွေဆွေမျိုးသားချင်းကိုချင်းငှားတဲ့ပြဿနာအဲ့ဒီချင်းငှားလိုက်ရာကနေစပြီးတော့မိမိရဲ့အိမ်အောင်ဘက်နဲ့အတိုက်ခံဖြစ်ဖို့ရာတွေစကားတောက်ကစားဖြစ်ဖို့ရှိပါတယ်ရှင်အဲ့ဒါကိုတော့ရင်းနှီးတဲ့မိတ်ဆွေပေါင်းတဲ့မိသားစုစိတ်ရင်းနှီးတဲ့ဆွေမျိုးမိတ်ဆွေတွေကြောင့်စကားတောက်ကစားဖြစ်နိုင်တာကိုတော့တွေ့ရပါတယ်ရှင်အဲကြောင့်မို့လို့အဲ့ဒါကိုတော့အထူးသတိထားပြီးဖို့လိုအပ်ပါတယ်ရှင်မိမိရဲ့အိမ်အောင်ရေးကံကြီးအခု9လပိုင်းမှာပုံမူပြီးကောင်းမွန်လာစေဖို့အတွက်မိမိရဲ့အိမ်ဖျားမှာအမင်းကျော်နဲ့စွန်ကတ်လို့ပြီးတော့ဆူတောင်းပေးလိုက်ပါရှင်ဒါဆိုရင်မိမိစီကိုကောင်းမွန်တဲ့အိမ်အောင်ကြီးကံတရားတွေပုံမူပြီးပြည့်စုံသွားရရှိလာစေမှာဖြစ်ပါတယ်ရှင်အခုခေါ်ကြပေးသွားတာကတော့ဗုဒ္ဓဝုသမီးဆက်လေးတွေအတွက်အခုလာမယ့်9လပိုင်းမှာကြုံတွေ့ရမယ်အိမ်အောင်ကြီးကံအခြေအနေလေးပဲဖြစ်ပါတယ်ရှင်